one more မေးလိုက်ပါတယ်ဟုတ်ပါတယ်ခုနှစ်ခုပါဒီတို့လည်းလာပြီးတော့တကယ် high တဲ့လူတွေထင်တယ်တဲ့လားဒီမှာဟိုပါလဲမေ့နေရပါတို့တကယ် high တဲ့ထင်တယ်အပေါ်ကြီးဖွားရင်၄ယောက်အတွဲစုံတွဲနှစ်စုံတွဲပေါ့နော်တို့ပြောတို့လည်းဆက်သွားမှာလေဟိုဘက်ကိုတဲ့နောက်ထပ်ဆက်သွားရင်တော့တနာရီခွဲ2နာရီလောက်ထပ်ပြီးတော့ရှောက်ဝိုင်း East Bond ကိုရောက်မယ် East Bond ကနေပြီးတော့မင်းတို့ C4 ကိုပြန်စီးမယ်ဆိုရင်တော့3ပေါင်ပဲတဲ့ဒီမှာလည်းဘတ်စကားတော့လာရဲမင်းတို့ဘာလို့ဆက်မသွားရလဲကျွန်တော်အစင်နာပြီးတော့စဉ်းစားလိုက်အောင်ခုတော့ရေခဲမို့စားပါမယ်အိမ်သာတိတ်ပေါက်ချင်တာဒါပဲအိမ်သာရွှတ်ရှိုးလိုက်အောင်တိုင်းရနေလိုက်ကျွန်တော်အခုတော့ရေခဲမို့စားပါရေခဲမို့12နာရီကနေစားလျှောက်ပြီးတော့အခု4နာရီ40ဆိုပါ4နာရီ40 5နာရီပေါ့နော်12နာရီကစားလျှောက်5နာရီလောက်တော့ကြာရဲပေါ့နော်ဒီနောက်လျှောက်ကြီးလျှောက်လာဟုတ်လိုင်းလေးမဲဒီမှာ line မမီပေါ့နော် line မီရောကျွန်တော်တို့ Google ကိုပဲမေးလိုက်ပါတယ်ကျွန်တော် Google ကိုယုံပြီးတော့ Google ကပြောတာတော့1750 train က1750 train မဟုတ်10နိုင်50 17နောက်ဆုံးထွက်မှာပါ17နောက်ဆုံးထွက်မှာဆိုကျွန်တော်အခု9နာရီ2နာရီဒိုးရမယ်ဆိုရင်ဟို9နာရီလောက်ရောက်မယ်1နာရီခွဲပြန်စီ8နာရီခွဲကိုကျွန်တော်အနည်းဆုံး9နာရီခွဲပြန်ရောက်ရင်တော့ train က AC မိရပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုကောင်မျိုးရှာနေရပါတိုက်ရောက်လုံးဒုံးလားဆိုတော့ခုတော့လမ်းထက်ချောင်းပါဖြစ်ပါတယ်ဒုံးပါကျွန်တော်တို့ BG hack ပါ BG hack နောက်တဲ့ hill 2ခုလောက်သွားရမယ်နော်ဆိုတော့ပြောတဲ့ပုံရတော့2နာရီလောက်ကြာမှာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ရောက်တော့မထူးတော့ပါဘူးငယ်ရုံးရွယ်ရုံဒိုးပါ7 sister နဲ့ဆင်းလာရင်7 sister တခုလည်းမဟုတ်ဘူးနော်7 sister and what Barrington yeah 7 sister and Barrington ဗျာ Barrington တော့ကျွန်တော်ထင်တာတော့6နဲ့7ကြားမှာနည်းနည်းမောက်တဲ့ဟာလေးတခုရှိတယ်ပေါ့အဲ့ဒါကိုခေါ်တာတော့မသိဘူးဒါပေမဲ့7 sister ကတော့အဲ့ဒါပဲပေါ့နော်ဒီရောက်ပြီဆိုပြန်လို့ရပါတယ် C4 ဘတ်စကားအဲ့မှာရပါတယ်ဒီမှာသွားပြီးတော့ဘတ်စကားပြန်စီးသွားရုံပဲเนาะ C4 ဟိုးထိတ်မှာမီးပြတိုက်เนาะမီးပြတိုက်တစ်ခုရှိတယ်အော်နေ့အိမ်သားရောက်ရင်ခဏနားမယ်မီးပြတိုက်ရောက်တဲ့အထိကိုအရင်သွားမှာပါကျွန်တော်တို့ဒီမှာရေးထားတိုင်းနှစ်ပေါင်း nearly 200 years old ဆိုတော့နှစ်ပေါင်း200နီးပါးရှိပါပြီထင်အောင်တော့သူတို့ထိန်းနေတာနှစ်ပေါင်း200ရှိတယ်လို့မထင်အောင်နောက်တစ်ခုကဒီဘက်လာမယ်ဆိုရင်တော့ဒီလိုကျွန်တော်တို့ຫນွေရာသီပေါ့နော်ຫນွေဦးဒါຫນွေရာသီတော့မရောက်သေးဘူးစဝင်ပြီပေါ့နော်ဝင်ပြီလို့တော့ပြောလို့ရတယ်ဒီချိန် line တော့ဘာမှများစားမလို့ running shoe လောက်နဲ့တော့ဒိုးလို့ရတယ်ဗျာဒါပေမဲ့ဒီ UK weather သိရတိုင်းပဲတိတ်မူမှန်တာမဟုတ်ဘူးဒါအဲ့လို weather တော့ကြိုကြည့်ပေါ့တယ်လို့လာတဲ့ချိန်ဒိုးနေမဲ့ပါညာဆိုရင်တော့ hiking shoe လေးတော့ယူလာသေးတယ်ဟို grip ကောင်းတဲ့ဟာလေးပေါ့သူကတချို့ဟာရတော်တော်မက်တယ်ဒါဟိုငါတို့အရင်မက်တဲ့ဟို7လောက်ပါလို့ဆိုရင်မိုးရွာရင်တော့တော်တော်မလွယ်ဘူးချောမှာကျင်းနေတယ်အဲ့ဒါတော့ချောပြီးပြုတ်ကြရင်လည်းရိုးမြက်ခင်းပေါ်ကြာမှာပေါ့အိမ်မြက်ခင်းကြားမှာကြောက်ခဲအဖြူလေးအများကြီးပဲတကူလုံးဟိုဖြုတ်ပါမှာစုပ်ပါမှာအဲ့တော့ hiking flat တော့ယူလာစေချင်ပါတယ်တိတ်နေဖုံးသွားပါပြီကျွန်တော်စာမှတ်ဟိုးမှာမိပြတိုင်းကျွန်တော်ပန်းတိုင်းကိုရှင်းလင်းမြင်နေရပါပြီ။ရွေးရောက်ဖို့ 0.3 မိုင်လောက်ပဲလိုတော့ပါတယ်။ရှင်းမှာခွေးလေး Hello ရှင်းဘဲရအောင်မိုက်ပါတယ်။ဝဲလုံးဝ Indiana Jones တိုင်နော်။နောက်ဆုံးတော့ East Bond ရဲ့မြို့အစုံတော့မယ်ဒီတဲ့အစုံတာမရှိတော့ဘူး။ကျွန်တော်တို့ရောက်ပါပြီ။ကျွန်တော်လုံနိုင်သွားခဲ့ပါပြီ။ Come onအိမ်တွေကိုတစ်ချက်ရှိုးပါဒါတော့တထေးအိမ်တွေပေါ့နော်ကန်းကြီးရှိမှာဆိုတော့ဒီနေ့တော့အဲ့လိုမျိုးအိမ်ထဲမျိုးထားနိုင်တာမိုက်တယ်ကျွန်တော်ဒီမှတ်တိုင်ကနေပြီးတော့ဟွာဘာဘတ်စကားနံပါတ်3ကျွန်တော်ဂတ်စပါနံပါတ်3ပေါ့နော်ကျွန်တော်ဒီမှာ3ပေါ့နော်ထောင်းစံတဲ့အထိကိုကျွန်တော်စီးပါမှာထောင်းစံတာတွေထပ်ပြီးတော့ကျွန်တော်တို့ဒီ C4 သွားမယ်ဘတ်စကားထပ်စီးမှာပေါ့နော်ကိုတော့ဘတ်စကားစီးပြီးတော့ပြန်နေပြီပေါ့နော်ဗီဒီယိုတော့ဒီမှာပဲအန်လိုက်ပါတော့မယ်ကျွန်တော်ရန်ပြပြန်နေကျွန်တော်လည်းစကားကြီးပြောစရာလည်းကုန်နေပါပြီ Please like and subscribe နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် Bye bye